မင်္ဂလာပါ KH Channel ကနေနားဆင်သူတိုင်းကိုကြိုဆိုပါရစေကျွန်တော်တို့လူသားတိုင်းဟာတခါတလေကိုငါမှဘာတန်ဖိုးမှမရှိပါလားလို့ထင်မြင်တတ်ကြပါတယ်ဒီလိုမျိုးအတွေးဝင်လာတဲ့အခါတင့်ဘဝရဲ့တန်ဖိုးအမှန်ကိုပြန်လဲရှာဖွေတွေ့ရှိနိုင်ဖို့ဒီနေ့မှာတော့တန်ဖိုးမဖြတ်နိုင်တဲ့ကြောက်ခဲဆိုရဲ့ပုံပြင်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီပုံပြင်လေးကတင့်ဘဝကိုအကောင်းမြင်စိတ်နဲ့ပြန်လဲရှာဖွေဖို့ခွန်အားတွေပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ကဲအတူတူနားဆင်လိုက်ရအောင်ဗျာဟိုးရှိတုန်းကတောင်ကျေးကရွာလေးတစ်ရွာမှာအလွန်ပင်ပန်းဆင်းရဲပြီးဘဝကိုစိတ်ပြတ်နေတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့တယ်သူဟာငါဘဝကဘာမှအသုံးမကျပါလားငါမှာဘာတန်ဘူးမှမရှိပါလားဆိုပြီးနေ့တိုင်းညီးတွားလိရှိတယ်တနေ့တော့သူဟာရွာဦးကျောင်းကပညာရှိဆရာတော်ကြီးထံသွားပြီးအရှင်ဖေဟာတပည့်တော်ရဲ့ဘဝတန်ဖိုးကဘလောက်ရှိပါသလဲလို့ရှောက်ထားမိမြန်ခဲ့တယ်ပထမဆန်တပ်ဆက်ဈေးကွက်ဆရာတော်ကြီးကဘာမှပြန်မပြောပဲဘေးနားကအယောင်တောက်ကြောက်ခဲတစ်လုံးကိုကောက်ပေးလိုက်တယ်ပြီးတော့ဒီကြောက်ခဲကိုဈေးကိုသွားပြီးရောင်းကြည့်ပါဘသူကဘလန့်ပေးပေးလုံးဝမရောင်းပါနဲ့တယောက်ကဈေးမင်းရင်လက်ညှိုးညက်ချောင်းပဲထောင်ပြလိုက်ပါလို့မိန့်လိုက်တယ်လူငယ်လေးကဈေးကိုသွားပြီးကြောက်ခဲကိုပြတဲ့အခါဟင်းတီးဟင်းရွက်ရောင်းတဲ့အဖွားအိုတယောက်ကဒီကြောက်ခဲလေးကလှတာပဲငါမြင်းလေးကစားဖို့နှစ်ချက်နဲ့ရောင်းမလားလို့မေးတယ်လူငယ်လေးကဆရာတော်မာတဲ့အတိုင်းလက်ညှိုးနှချောင်းထောင်ပြလိုက်တယ်အဖွားအိုကအော်အေးနှစ်စင်ပေးမယ်လေလို့ပြောမယ်နဲ့လူငယ်လေးကမရောင်းပဲပြန်လာခဲ့တယ်ဒုတိယစံတက်ချက်ပြတိုက်ဆရာတော်ကြီးကကဲအခုဒီကြောက်ခဲကိုပြတိုက်ကိုယူသွားပါလို့ထပ်ခိုင်းတယ်ပြတိုက်မှာလူချမ်းသာတယောက်ကအဲ့ဒီကြောက်ခဲကိုမြင်သွားပြီးဒီကြောက်ခဲကထူးကြတယ်ငါအိမ်မှာအလှပြထားခြင်းလို့2000နဲ့ရောင်းမလားလို့မေးတယ်လူငယ်လေးကထုံးစံအတိုင်းလက်ညှိုးနဲ့ချောင်းပဲထောင်ပြတယ်လူချမ်းသာကဟာ2000လားရတယ်ငါဝယ်မယ်လို့ပြောပေမဲ့လူငယ်လေးကမရောင်းပဲဆရာတော်စီပြန်ပြေးခဲ့တယ်နောက်ဆုံးစမ်းသပ်ချက်မြို့တယ်နောက်ဆုံးမှာလို့ဆရာတော်ကဒီကြောက်ခဲကိုမြို့တွေကအကြီးဆုံးယတနာဆိုင်ကိုယူသွားပါလို့မိန့်လိုက်တယ်ဆိုင်ရှင်တထေးကြီးဟာကြောက်ခဲကိုမြင်ချင်းမျက်လုံးတွေပြူးသွားပြီးဒါဟာကပောက်မှာရှားပါလာတဲ့ယရနာကြောက်မြတ်ပါလားငါရှာနေလာကြပြီ300နဲ့ရောင်းမလားလို့မေးတယ်လူငယ်လေးကလက်ညှိုးနဲ့ချောင်းထောင်ပြပြန်တယ်တထေးကြီးကမင်းပြောတာမှန်ပါတယ်ဒီလောက်ရှားပါတာကို3000ပေးရမှာပေါ့ငါဝယ်ပါစီတော့လို့တောင်းပန်တော့တယ်နိကုံးနဲ့သင်္ကန်းစာလူငယ်လေးကအံ့ဩလွန်းလို့ဆရာတော်ကြီးစီပြန်လာပြီးအချောင်းစုံလျှောက်ချတဲ့အခါဆရာတော်ကပြုံးပြီးဒီလိုမိန့်ကြားခဲ့ပါတယ်ချက်သားအခုဆိုမင်းရဲ့တန်ဖိုးကိုမင်းသိတော့ပြီမင်းဟာဘယ်နေရာမှာရှိနေသလဲဘသူတွေကမင်းကိုအကဲဖြတ်တယ်လဲဆိုတာပေါ်မှာမင်းရဲ့တန်ဖိုးကကွာခြားသွားတာပါသင်္ကန်းစာတဝင်းကျင်သည့်အဓိကသင်ဟာတင့်တန်ဖိုးကိုမသိတဲ့နေရာမှာရောက်နေရင်နှစ်ချက်တန်ပဲဖြစ်နေပါလိမ့်မယ်တင့်တန်ဖိုးကိုနားလေတဲ့လူတွေကြားမှာရှိနေရင်သင်ဟာ3000တန်ယရနာချစ်လာပါလိမ့်မယ်ကိုမနှိမ့်ချအောင်နဲ့တင့်မှာရှိရဲ့အရေးအသွေးကိုအတိအမှတ်ပြုမဲ့နေရာမှန်ကိုရောက်အောင်သွားဖို့ကတင့်တာဝန်သားဖြစ်ပါတယ်ဒီပုံပြင်လေးကအရင်ပုံပြင်ထက်ပိုပြီးအသွေးရစေမယ်လို့မျှော်လင့်ပါတယ်